ကျွန်တော်တို့ဒီ2026ကမ္ဘာဖလား2006နောက်ပိုင်းကမ္ဘာဖလားရဲ့မှာ final 3ပွဲလို့ကြည့်ရမယ်လို့ကျွန်တော်ခံစားရတယ်ဗျာ2006တော့လည်းဟုတ်တယ် final 3ပွဲလို့ကြည့်ရမယ်လို့ခံစားခဲ့ရဘူးတယ်၄တန်းရှိပြီမဲ့ဒါအဲ့တော့ပွဲတွေကလည်းကောင်းတယ်2002တော့မမမီဘူး Henry တယောက်တည်ရအဲ့တော့ကလေးရှိသေးရဗျာ2010ကျလည်း2010ကျဟောမဖြစ်ဘူးတိတ်ကြိုက်ဘူးဗျာပြောရမယ်ဆိုစပိန်ကအိပဲဆိုတာတက်နိုင်တင်တာပဲအနိုင်ယူပြီးတက်လာတာပေါ့2014ကျလည်း2014ကျအစကောင်းမလို့နဲ့ဂျာမနီနဲ့ဘရာဇီးတွေ့ရတော့ကောင်းပြီပေါ့ဘယ်ဟုတ်မလို့7-1လား7-2လားကြည့်လို့မကောင်းမြန်ဘူး2018ကျပို့ဆိုခရိုအေးရှားတဲ့ခရိုအေးရှားဘလောက်ကောင်းဖိုင်နယ်ကျပြင်သစ်ကဖုတ်ချင်သူဖုတ်သွားတာပဲ2022ပို့ဆိုသေးတယ်2022အဆိုးဆုံးပဲပြင်သစ်နဲ့မော်ရိုကိုခြေပြက်ကြီးအာဂျင်တီးနားနဲ့ခရိုအေးရှားခြေပြက်ကြီးဖိုင်နယ်ကတော့တော်တော်ကြည့်ကောင်းတယ်ပြောချင်တာဖိုင်နယ်3ပွဲမကြည့်ရဘူးဗျာ2026ကတော့ final 3ပွဲလုံးကြည့်ရမယ်လို့ခံစားရတယ်အာဂျင်တီးနားနဲ့အင်္ဂလန်ပြင်သစ်နဲ့စပိန်ထက်နည်းနည်းခြေလေးယော့နေတယ်ဆိုပေမဲ့အာဂျင်တီးနားနဲ့အင်္ဂလန်ရဲ့တမိုင်းရလည်းသိရမလားဟို1966တော့အာဂျင်တီးနားကိုအင်္ဂလန်ကဒိုင်းကူသွားတယ်ပေါ့လုံးဝအငင်းပွားဝယ်အနီကကြီးနဲ့ဒိုင်းဆောင်ရန်ကူသွားတယ်အဲ့မှာအာဂျင်တီးနားတွေနဲ့ပြဿနာတက်တယ်အဲ့မှာ1900ဘယ်လောက်လဲမသိဘူးမာရာဒိုနာဟိုလက်ကြီးနဲ့ပုတ်ပြီးစီမီလာကွာတာမှထင်တယ်လက်ကြီးနဲ့ပုတ်ပြီးဂိုးသွင်းသွားတယ်အဲ့ဒီတော့ကကြာမာရာဒိုနာပြန်လက်စားချီနိုင်လိုက်တော့ဒီကောင်ကြီး1-1လို့ဖြစ်သွားတယ်ဗျအဲ့မှာခုထပ်တွေ့ပြီ2022မှာ2026ပြောတာ2026မှာထပ်တွေ့ပြီဒီကောင်ကြီး trilogy ဆန်သွားပြီဗျဒီကောင်ကြီးရဲ့ဘယ်သူအနိုင်ပိုင်းသွားမလဲပေါ့ဂျားထဲမှာတိတ်မတွေ့ဘူးထင်တယ်2005တော့တွေ့လားမသိဘူးဒီကောင်ကြီးကြည့်ရလဲခြေစမ်းပွဲမှာအဲ့လိုရန်ညိုးတွေကြောင့်မြန်ခြေစမ်းပွဲမကန်တာလားမသိဘူးမက်ဆီဆိုစဉ်းစားကြည့်ဗျအင်္ဂလန်နဲ့ခုမှစကန်လာတယ်မက်ဆီဆိုပဲအဲ့လိုမျိုးတွေရှိရဗျအဲ့ဒါဒီဘက်ကတမိုင်းကြောင်ကြီးမားတယ်ပြောရမယ်ဆိုရန်ညိုးကြီးမားတယ်ပေါ့အင်္ဂလန်နဲ့အာဂျင်တီးနားအဲ့တော့အဲ့ပွဲကလည်းဘိုလူပွဲလို့ကြီးကောင်းမယ်စပိန်နဲ့ပြင်သစ်ကလည်းခြေရမျှတာလို့ပြင်သစ်ကနည်းနည်းတော့တာတယ်ဒါပေမဲ့စပိန်ကကြစ်လက်တယ်ဆိုတော့တော်တော်ကြီးကောင်းပါအဲ့ပွဲဘိုလူပွဲဖြစ်စေချင်တာမှန်တိုင်းပြောရင်ဒါပေမဲ့လည်းဟိုဘက်ကအင်္ဂလန်နဲ့အာဂျင်တီးနားဆိုလည်းမစိုးပါဘူးအဲ့တော့ပြင်သစ်နဲ့စပိန်ကလည်းဒီနေ့ညတော်တော်ကြီးကောင်းပါလုံးဝမိုက်အဲ့တော့သူတို့ကလည်းဘိုလူပွဲလို့ကန်ရမယ်ဟောအဲ့နှစ်သင်းနဲ့နိုင်တဲ့သင်းရဒီဘက်ကအာဂျင်တီးနားအင်္ဂလန်နိုင်တဲ့သင်းရလည်းဘိုလူပွဲမှာကန်ရမယ်အဲ့တော့စိုးဦးပြဒီ2026ကတော်တော်ရင်ခုန်မှုကောင်းတယ်ကျွန်တော်ကတော့ကြိုက်တယ်ဒါလေးလာပြောတာကြိုက်တယ်ဆိုတဲ့အကြောင်း